Skibidi Toyo Tor Creeper. အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မြန်မာ crafter ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ creeper ဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတဲ့ map ကိုစောင့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားမိတာပေါ့နော် creeper တွေကအမှန်တော့ what တွေသိလား what တွေကနေပြီးတော့ချီးပြင်းနဲ့ရက်ကြီးရှည်လာပြီးတော့ကျွန်တော်တို့ creeper ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ဒီ map ကတော့အသေးစိတ်ရှင်းပြပါပေါ့နော်ဆိုတော့ကျွန်တော်တို့တကယ်ချင်းမှတ်မိသေးတာတော့မသိ it's creeper ဆိုတဲ့ YouTuber ကြီးရှိလေသူကအမှန်တော့ what ဖြစ်ပါတယ်ပြီးတော့ skin အောက်မှာပေါ့နော် what skin ယူရတော့သူကအဲ့ဟာကွာဘာလာပြောနေတာလဲ Okay အဲ့တော့ကျွန်တော်တို့အချိန်မဆွဲဘဲနဲ့ let's go ဒီ wall လေးကိုဆော့လိုက်ကြရအောင် Okay အဲ့တော့ဒီမှာကတော့ဒါသိပ္ပံပညာရှင်ကြီးပေါ့နော်ဟုတ်လားခင်ဗျာ Oh no ကျွန်တော်မရိုက်နဲ့နော် Okay သူ့တော်ရဲလေအိုးဒီမှာတွေ့လားကျွန်တော်ပြောတယ်ခုနကတော့လေ what တရားအရက်ရှိလာပြီးတော့ဖြည်းနဲ့ creeper ဖြစ်လာဒါပေမဲ့ဒီ what ကြီးကကျတော့6တောက်ရှိနေနော်မင်းအရက်ရှိတာတော့မဟုတ်ဘူးကွာ6တောက်ရှိနေဟဲ့တိုးကလည်းကြည့်အောင်တိုးကလည်းအကြီးပဲကွာဒီကောင်လေးဆိုတိုးသုံးပွေအများကြီးရမှာနော်ဟိုအနောက်ကနွားရောညာတိုးဖယ်စမ်းပါကွာနွားကကြည့်ရင်တော့ပါဆိုဟိုနောက်ကနွားကလည်းဘာထူးဆန်းလဲမသိဘူးဒီလည်းအရက်ရှိနေလားဒီကကျခန္ဓာကိုယ်ကြီးရှည်နေဟာအရက်မဟုတ်ပါโอเคအဲ့တော့ဒီသိပ္ပံပညာရှင်ကတော့ဒီတိရစ္ဆာန်တွေကိုပေါ့နော်ရှောက်ပြီးတော့ပေါင်းဆက်နေတာပေါ့အဲ့တော့ကျွန်တော်သွားကြရအောင်ဒီကောင်ကကျွန်တော်တို့လို့တဲ့ပြောနေဘာသွားလောက်ခိုင်းတာလဲဆိုတော့ရွာထဲမှာရှိတဲ့ဟိုအစိမ်းရောင်အင်ဂျီနဲ့ရွာသားသိရမလားဘာလုံးဝမလုပ်တဲ့ကောင်လေးအဲ့ကောင်သွားဖမ်းခိုင်းတာတဲ့โอเคအဲ့ကောင်ကျွန်တော်တို့ဘာလုပ်မလဲမသိဘူးဒီကောင်သွားဖမ်းအောင်လားโอเคကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေရဲ့နေရာကြီးကတော့အကြီးရွယ်နော်ဒီကောင်ဟိုစမ်းသပ်မှုတွေလေအများကြီးလုပ်ပြီးတော့ချမ်းသာနေပေါ့ကျွန်တော်စားစားလေးယူရမယ်ဒီကောင်ရဲ့အိမ်ကတော့အကြီးပဲကွာမိုက်တယ်ဟောမဘာတော့ကြီးလည်းမသိဘူး the lightning machine နဲ့မိုးချိုးပစ်တဲ့ဆက်ကြီးတော့ဟောမိုက်တော့ကွာကျွန်တော်ခဏကြိုင်လာပြီးစမ်းသပ်ရတော့မှာအခုတော့အဲ့ရွာသားကိုသွားပြီးတော့ဖမ်းလိုက်ပါဦးမယ်ခင်ဗျာ okay let's go အဲ့တော့ဒီမှာ tracer တွေကတော့တော်လေးထူးဆန်းတယ်ပေါ့နော်ဒါပုံမှန်တော့မဟုတ်ဘူးကျွန်တော်ဒီကောင်တွေကိုလွတ်ပေးရင်ကောင်းမယ်လွတ်ပေးခြင်းနဲ့တနာပါတယ်အေးထွက်ပြီဟာလေဘာလို့လဲညက်နေကွာမင်းတို့တယောက်ရှင်းစီထွက်ကြလေကွာဟာဒီကောင်နဲ့လေခန္ဓာကိုယ်ကြီးကကြီးနေတော့ထွက်လို့မရဘူးတဲ့အေးရောကွာဒီတိုးကလည်းဝါတုံးနေပဲဒီကောင်ကကျတော့ခေါင်းပြားကြီးကွာခေါင်းပြားဝက်ဒီကောင်ကကျတော့လောရှိနွားဟိုရှိမှာတော့ရွာသားတယောက်နဲ့သူ့ရဲ့မြင်းနဲ့ရှိရပေါ့နော်သူဘာပြောမလဲမသိဘူး hi ဘာမှလည်းမရှိဘူး okay ထားပါတော့ hey ငါဘာလုပ်လို့လဲ dude ငါဘာလုပ်လို့လဲငါ့ကိုဘာလို့အဲ့လောက်မုန်းနေကြရလဲဟာဘာကောင်းမှမဟုတ်လေဘာစောက်မုန်းနေကြလဲကြော်ရွာလဲဝင်လာတဲ့ကျွန်တော်ခတီးတယ်ဟာ okay ကျွန်တော်အဲ့တော့ကျွန်တော်ဟိုဟာလိုက်ရှာနေတာရွာသားပေါ့နော်ရွာသားတယောက်ကိုလိုက်ရှာတယ်ဒီကောင်တွေကိုကြောက်ခေါ်လို့မရဘူးရွာသားဟိုအစိမ်းရောင်အင်ဂျီဝတ်ထားတဲ့အလုံးမလုံးတဲ့ကောင်ကိုကျွန်တော်တို့ကလိုက်ပြီးရှာမှာပေါ့နော်ကျွန်တော်ဘာလို့တီးရလဲမသိကျွန်တော်ကသိပ္ပံပညာရှင်ထံမှာ sorry သိပ္ပံပညာရှင်စီမှာအလုပ်လုပ်လို့လားမသိဘူးအဲ့သိပ္ပံပညာရှင်ကဟိုဟာကြီးလေဖေလေဂျာကြီးဆိုတော့ရအဲ့ကြောင့်မဖြစ်တော့လေ okay ကျွန်တော်တို့ဒီကောင်တွေမကြိုက်ဘူးအဲကောင်နေတာမသွားကောင်းဘူးအများကြီးပဲဟာ၃ကောင်တော့မင်းတို့ကလေ၃ကောင်တစ်ကောင်ဗာလဲဟိုတခါတော့လေဟာတာတစ်ပုတ်လေနာမည်ကြီးပါသေးဗာလဲ range တို့မျိုးအောင်လို့လည်းတဲ့ပြီမင်းတို့ home of the nitwit အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဖမ်းသွားရမယ် lose the lead ဒီကောင်ကိုကျိုးနဲ့ချီပြီးဖမ်းသွားရမှာ okay မင်းလားအစိမ်းကောင်ရဲ့မင်းလားဟာလာဒီကောင်တွေကိုအရင်များခေါ်လိုက်အောင်ပါဆိုရင်ရပြီ3 2 1 go ပြေကောင်ဖမ်း okay လာမင်းလားလာစမ်းပါ okay ကျွန်တော်ဒီကောင်ကိုသိပ္ပံပညာရှင်စီခေါ်ရမယ် let's go ညပျော်လာရအောင်မင်းကပတ်စံပေးမှာနော် Mr. Beast challenge ဒေါ်လာ1000ပေးဖို့မင်းကခေါ်ရအောင်ယုံလာတော့မသိဘူး okay ဒီကျွန်တော်တက်တာဟိုမှာနှုတ်ဆက်လိုက်အောင်ဟိုအောင်လေမင်းမိဘရေနှုတ်ဆက်လိုက်အောင်မမင်းသားအလုံးမလုပ်လို့ကျွန်တော်ခေါ်ရမယ်နော်အေးရတယ်ကွာအိမ်မှာထားနေရစံကုန်ပြေးလေ
သိရဆိုလို့ Wait what ဘာဖြစ်တာတော့ Oh no ခေါင်းမူးနေပြီတဲ့မင်းကဘာလို့ကြောက်မင်းကဘာလို့ကြောင်တွေကိုကြောက်တာလဲတဲ့မြန်လုံးတဲ့ငါတို့အလုပ်လုပ်ချက်ရှိသေးရဲ့တဲ့ဟာငါကြောင်ကြောက်တာလားဟဲ့မင်းကမကြောက်ပါဘူးကျွန်တော်ဘာလို့ကြောင်ကြောက်တာလဲတဲ့ကျွန်တော်လာမေးတယ်ဟုတ်လားကျွန်တော်ကြောင်ကြောက်သွားတာခုနဟုတ်တယ်ကြောင်တော့ရောက်တဲ့အချိန်ကျတော့ကျွန်တော်ခေါင်းမူးသွားရနော်ထူးတော့ထူးဆန်းတယ်လား Okay အဲ့တော့ lightning machine ဆိုတော့ကျွန်တော်ခုနတွေ့ခဲ့တဲ့ဒီမိုးကြိုးပြစ်တဲ့ set ကြီးကိုပဲပြောတာပေါ့နော်အဲ့တော့ဒီ set ထဲကိုဒီကောင်ထည့်ရမယ်လာဝင်း Okay ထည့်လိုက်ပြီဆိုတော့ဒီကောင်ကိုပိတ်လိုက်မယ်ကောင်းတယ်တဲ့ခုတဲ့ lever ကိုဖွင့်လိုက်တော့တဲ့ Okay lever ကိုဖွင့်ပြီဝိုးစုံမကြီးပြောင်းသွားတယ်ဟာတဲ့စုံမကြီးပြောင်းသွားတော့ကျွန်တော်တို့ကဟာဘာလို့သူစုံမကြီးပြောင်းသွားတယ်ကျွန်တော်တို့ကဘာလို့ခေါင်းမူတာဘာမှလည်းမဆိုင်ကျွန်တော်အဲ့ဒါပြောမလို့ပြရဝိုင်းလေစုံမ dude okay အဲ့တော့စုံမနောက်ကိုကျွန်တော်တို့လိုက်ရမှာပေါ့နော်စုံမဘယ်သွားမလဲမသိဘူး okay let's go ကျွန်တော်ဘာလဲမုတ်သွားစမှာလားဘာမှတော့သိပါဘူးဒီစုံမလည်းဘာလဲမသိဘူးနဲ့ကြောက်တောင်နဲ့အောက်မလေးစုံမစော်ကငေးလားဟာအောက်မလေးပြေးကျွန်တော်ဘာဖြစ်သွားလဲမသိဘူး wait what ကျွန်တော်ခေါင်းမူပါကွာစုံမကိုစော်ကားမိလိုက်တော့ကျွန်တော်ခေါင်းမူပါ okay wait what ဘာလို့ငါဝက်ကြီးပြောင်းသွားတော့ what no စုံမထွက်ပြေးသွားပြီတဲ့ကျွန်တော်ကဝက်ပြောင်းသွားတယ်စုံမကျွန်တော်ကိုချိန်သာတိုက်သွားပဲ no စုံမအဆုပ်ပလို့ငါစုံမကိုဟိုပြောလိုက်တာစုံမကိုတုံးမကြောက်လို့ပြောလိုက်တယ်စုံမကျွန်တော်ကိုချိန်သာတိုက်ပြီးတော့ဝက်ပြောင်းသွားတယ်ကွာ no အိုးဘယ်လိုလုပ်အောင်မလဲကူညီပါဦးဗျာဆရာသမားကျွန်တော်ဘာလုပ်အောင်လဲမသိဘူးဟုတ်တော့ကြပါပြီOkay ကျွန်တော်တို့အခုတဲ့ထွက်ပြေးရမယ်တဲ့ကျွန်တော်တို့ဒီဝင်ကဘာတွေကနေပြီးပြေးရမှာပေါ့နော် Okay စုံမတော့ဗျာကျွန်တော်တို့ဒိန်သာတိုက်သွားဟာဒီကောင်တွေအိပ်ပျော်နေရပဲဝက်တွေကအိပ်ပျော်နေရပဲတိုက်တို့ထဘာတော့ဟာဒီကောင်တွေကဝက်တွေကဘာလို့အိပ်ပျော်နေမလဲကျွန်တော်လဲ Okay အဲ့တော့ကျွန်တော်ဒီဝင်ကဘာတွေကနေပြီးထွက်ရမှာပေါ့နော်အော်ဒီမှာတွေ့ပြီကိမုတ်ကြီးဘယ်ကကြာလာတယ် Okay အဲ့တော့ဒီပေါ်တက်လိုက်လို့ရှိရင်ဒါကဒါသူ့ရဲ့စခန်းကြီးလားမသိဘူးကျွန်တော်ပြန်ရောက်လာနော် Oh no ကျွန်တော်ဆက်ထဲသွင်းခံနေရပြီ Oh no ဒါဒီဆက်ကြီးကဘာဖြစ်သွားလဲဒီဆက်ကြီးကကျွန်တော်တို့ကိုဖိနှိပ်လိုက်တာပဲကျွန်တော်ပုံစံပြောင်းသွားပြီပေါ့အဲ့ဆိုရင် Whoa creeper ပုံစံဝက်ဖြစ်သွားပြီ Oh no ကျွန်တော် creeper တွေဘယ်လိုဖြစ်လာလို့ဆိုတော့ကျွန်တော်တို့သိပြီလားအခုဒီမှာသူတို့ကဝက်တွေကိုဖမ်းထားတာအဲ့ကိပဲမြန်ရှင်ကဝက်တွေကိုဖမ်းထားပြီးတော့ဒီဆက်ကြီးထဲသွင်းလိုက်တာပေါ့နော်ဒီဆက်ကြီးထဲသွင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီပုံစံတွေပြောင်းသွားပါတော့ဂျူဖိနှိပ်ပလိုက်တော့ကျွန်တော်တို့နောက်ဆုံး creeper ပုံစံဝက်ဖြစ်သွားတယ် Oh no ကျွန်တော်တို့အဲ့ဆိုရင် creeper ဖြစ်တော့မယ်မရတော့ဟာကျွန်တော်ပေါ်ပါပြီဗျာ Okay အော်ဒီမှာတိတ်ပံပညာရှင်ကမရှိတော့ဘူးစုံမကျွန်တော်တို့လုံနေတာအခုတဲ့2 leaf block တဲ့3 bits of gunpowder တစ်ရွက်နှစ်ရွက်ယူတဲ့ကြောင်ကျွန်တော်တို့မကြောက်သေးဘူးเนาะအခုတော့ Okay တစ်ရွက်နှစ်ရွက်ယူပြီးတော့ကျွန်တော်တို့က gunpowder နှစ်ခုယူရမှာပေါ့နော် Sorry တစ်ရွက်3ရွက်နဲ့ gunpowder ဟမ်ဟုတ်လားတစ်ရွက်2ရွက်နဲ့ gunpowder 3ခုယူရမှာ Okay ရပါလို့ရှိရင်ငါတဲ့ special creeper ဖြစ်သွားပြီတဲ့။အော်ကျွန်တော်တို့နောက်ဆုံးတော့ creeper ဖြစ်သွားပြီခင်ဗျာ။အဲ့တော့ creeper ကဘာတွေနဲ့လှုပ်ထားလဲဆိုရင်တိရွက်တွေနဲ့လှုပ်ထားတာတဲ့။ Okay ဝက်ကိုတိရွက်တွေနဲ့ကတ်လိုက်တယ်ဗျာပြီးတော့ရန်နေနဲ့ကတ်လိုက်လို့ချိန်ကြရင်တဲ့ကျွန်တော် creeper ပုံစံဝက်ကြီးဖြစ်သွားပါတယ်။အဲ့တော့ Oh no ကျွန်တော်ဖောက်ခွဲလို့ရရလားမသိတာဆိုတော့စမ်းကြည့်ရအောင်။ပေါက်လေဟမ်ပေါက်လို့လည်းမရအောင်။ Okay ထားပါတော့
ဒီတိတ်ပံပညာရှင်ရဲ့ lab ထဲကနေပြီးထွက်ပြေးရမယ်တဲ့ okay ကျွန်တော်ထွက်ပြေးလိုက်ပြီဒီတဲ့ TNT push oh no ကျွန်တော်တို့ဒီကောင်ကြီးကိုတတ်ရမှာဒီကောင်ကိုတဲ့တောက်ပါတဲ့ဒီစီးကိုတောက်ပါတဲ့ကျွန်တော်တို့တောက်ခိုင်းတာဟုတ်တော့ကျွန်တော်စေးတောက်လိုက်ပါဖြစ်တယ် what ကျွန်တော်တို့ creeper ရဲ့ဒီ creeper ရဲ့ချီတုံးတွေပါကြတယ်ဟာဒီပါလေဟွာချီတုံးတွေပါချနေပြီးအဲ့ချီတုံးဘုံပေါက်နိုင်တယ်ကွာကြည့်ကြော်ပြမယ်နော်ကြော်ဒီစေးတောက်လိုက်လို့ရှိရင်အောက်မှာချီးပုံကြီးကျလာတယ်အဲ့ချီးပုံတွေကဘုံပေါက်နိုင်တယ်ကွာကျွန်တော်တို့လည်းဘုံပေါက်တယ် okay အဲ့တော့ကျွန်တော်နည်းပါပြီးထွက်ပြေးအောင်ဟာကျွန်တော်ပေါက်ကွဲပြန်ပြီဒီဗမာတော့မင်းဒေါင်းကတ်ပြီးတော့နော်ဒေါင်းကတ်ပြီးတော့အဲ့လိုကြီးကြတော့ okay သူ့တစ်ချက်ထီတာပြီOkay ဒေါင်းကတ်နေရောဒီကောင်ဒီနားမှာဘုံတွေသွားကျဲပေးမယ်ချီးဘုံသွားကျဲပေးရဒါတေရွာကြီးချီးဘုံကျဲပြီးတော့ Okay တေရွာကြီးဆိုတော့ကျွန်တော်တို့ကမိုးတိုးဖြစ်ခံရဟာဒီမှာဖြစ်တော့ second stage ဒီကအဆက်လာပြီမလာတော့ကျွန်တော်နိုင်သွားပြီတဲ့နောက်ဆုံးတော့ထူထန်လေးရပါတယ် Okay now တဲ့မင်းနဲ့ကြိုက်တယ်လို့ဖြည့်ဆည်းလို့ရပြီတဲ့ဒီမြေပုံကြီးကို what okay ပါလို့ကျွန်တော်ဒီမှာတော့ဒီ creeper လမ်းတယ်နော်ကျွန်တော်တို့ special creeper ဘာလို့လဲဆိုတော့ဒီကချီးပုံတွေပါချပြီးတော့အဲ့ချီးပုံတွေကဟို TNT ရေပေါ့နော် okay ပါလို့စုံမကျွန်တော်ကနောက်ဆုံးတော့စုံမနဲ့ပူးပေါင်းလိုက်တာပေါ့နော်စုံမဒီကောင်ကြီးကိုတက်ခိုင်းတယ်ဒီဇက်လန်အကြောင်းကြီးကတော့ဘာလဲမသိကျွန်တော်လည်းစဉ်းစားလို့တော့မရ okay အဲ့တော့ဒီကျွန်တော်တို့ prepare ဘယ်လိုဖြစ်လာလဲဆိုတော့အားလုံးပဲသိကြပါမျှော်လင့်ပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye